အခုကတော့ဒီအညာနံပါတ်ချင်းချက်လေးချက်မလို့ငရုတ်ဒီဇိုင်းလေးနဲ့လေပထမဆုံးနံပါတ်ချင်းလေးကိုရေနဲ့ကြော်ထားလိုက်ပါမယ်ပြီးရင်တော့စီစာကျက်သွန်ဒီစနုံးမုံနဲ့ငပိတို့တခိုင်းထည့်ထားလိုက်ပါမယ်ဒါဆိုရင်တော့ရေဖြောထားတဲ့နံပါတ်ချင်းလေးထည့်ပြီးတော့တဲလို့ရပါပြီတဲပါမှဆိုလို့ဒီအကက်လေးကိုတော့မထည့်တော့ပါဘူးနော်ဟင်းအောင်ချကနေထည့်ဖို့ဒီငုတ်ဒီဇိုင်းများများညှက်ထားတာလေးရဲ့ကျက်သွန်မြူထားလေးရဲ့လည်းအစင်းသစ်ပြင်ထားလိုက်ပါတယ်ဒီအနေလောက်ဆိုရင်တော့ငုတ်ဒီဇိုင်းလေးကျက်သွန်ဖြူလေးထည့်လို့ရပါပြီဒါတော့ဖေတို့စီရထွက်တဲ့တခါသီးပေါ့နော်ဒီမိနေလည်းထွက်ကျင်တော့ထွက်မှာပါဖေတို့အဲ့ဒါကြီးမသိဘူးလေသူအကြီးတွေဒီမှာကြီးတခါသီးကြကြီးတယ်ဒါမဲ့နုနုလေးနဲ့ကျွတ်ဆက်ပြီးတော့စားလို့ကောင်းတာ ပြီဒါတမိချက်တာနံပါတ်ချင်းချက်လေး အေးကောင်းတယ်ဟာမွေးနေတာပဲ မမောင် ဒါဆိုရင်တော့နေတဲ့စားစားလိုက်ပါအောင်မယ်အားလုံးကိုလည်းခမင်းစားကိုဖိတ်ခေါ်ပါတယ်နော်နာမခင်ကဟိုအမြင်မလားလို့စားမကောင်းဘူးလို့တော့မထင်နဲ့နော်သူ့ရတာလေအချင်းရတာရဲ့အဆိပ်ရတာရဲ့ဟိုမျိုးတီးလေးလဲပါတော့အစရတာရဲ့ဆိုရတာမျိုးစုံနေတော့လေစားလို့တော့အားကောင်းတာပဲ အဲ့ဒါတမင်းရုံးမှာမလား အဲ့ဒါထုံးတာတိုင်းဝင်လို့